မင်းကလေးတယောက်ကိစ္စပြင်နေတော့ဘေးကတငယ်ချင်းမလေးကကျန်းရွံမနေညကဒဏ်ရာရလို့ဆေးရုံတက်လိုက်ရတယ်ဆိုတဲ့အကြောင်းလာပြောပြတာနဲ့စတင်လိုက်တယ်ဒါပေမဲ့မင်းကလေးကတော့အပေါ်ရံပဲဝမ်းနေပြပြီးဆေးရုံသွားကြည့်ချင်တယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲအတန်းထဲကအကြောင်းသားတယောက်ကဖုန်းကိုကြည့်ရင်ဖမ်းမင်ကျူးကသူတို့တွဲနေတဲ့အကြောင်းတရားဝင်ကြေညာလိုက်ပြီးဆိုပြီးအော်ပြောလိုက်လို့အားလုံးကဖုန်းထဲက post ကိုဝိုင်းကြည့်ကြတယ်မင်းကလေးလည်းအဲ့ဒါကိုမြင်သွားပြီးမျက်နှာပြက်ကထွက်သွားတော့ဘေးကအကြောင်းသူတွေကနင်းချင်းကဖမ်းမင်ကျူးထက်မညံ့ပါဘူးဆိုပြီးတိုးပြောကြံရစ်ခဲ့ကြတယ်ဆေးရုံမှာတော့ခေါင်းမှာပတ်တီးစီးထားတဲ့ကျန်းရွံကဖုန်းထဲက post ကိုကြည့်ပြီးဖမ်းမင်ကျူးကိုဘာလို့သဘောမတူပဲတီးတန့်ဆုံးဖြတ်ရတာလဲဆိုပြီးဒေါသထွက်နေတယ်ဖမ်းမင်ကျူးကစိတ်လှုပ်ရှားလုံးလို့မေးဖို့မေးသွားတာပါမကြိုက်ရင်ချက်ချင်းပြန်ဖြတ်ပေးပါမယ်လို့တောင်းပန်ပေမဲ့ကျန်းရွံကတော့ထားလိုက်ပါတော့နင်းချင်းလဲဒါကိုမြင်ပြီးစိတ်ပြတ်သွားလောက်ပြီဆိုပြီးတက်ပြင်းချလိုက်တယ်အဲ့ဒီနောက်စာတင်ဆောင်စိမ့်ထဲမှာကျောင်းသားတယောက်ကနင်းချင်းသားကိုကတ်လာပြီးကျန်းရွံကတခြားသူနဲ့တွဲနေပြီဆိုတာလာပြောတယ်နင်းချင်းကဒေါသထွက်ပြီးရေနဲ့ပတ်လိုက်တော့အဲ့ဒီကျောင်းသားကသူကစိတ်တဘောကောင်းလာတယ်ထင်နေတာလားဆိုပြီးဒေါသထွက်လာတယ်အဲ့ဒီအချိန်မှာတခြားကျောင်းသားတယောက်ရောက်လာပြီးတားလိုက်ကနင်းချင်းနဲ့စကားပြောဖို့ခေါ်ထုတ်သွားတယ်နင်းချင်းလဲစာပွဲမှာထိုင်ရင်ရေအေးတောက်နေတော့မှဖမ်းမင်ကျူးရဲ့ post ကိုကြည့်ပြီးအခုတော့ပျော်နေကြပေမဲ့လမ်းခွဲရင်တော့ငိုရမှာပဲလို့စိတ်ထဲကရေရွတ်နေတဲ့အဲ့ဒီကျောင်းသားကနင်းချင်းကိုစကားပြောရင်းလမ်းခွဲကအဖြစ်ပတ်စံပေးကလမ်းခွဲဖို့ပြောလိုက်တယ်နင်းချင်းကလမ်းမခွဲချင်ဘူးလို့ပြောပေမဲ့အဲ့ဒီကျောင်းသားကသူဘသူ့ကိုမှမချစ်ဘူးနောက်တစ်ယောက်ကနင်းချင်းထက်ပိုလာကောင်းလာမယ်ဆိုပြီးပြောကနင်းချင်းကမ်းပေးတဲ့လက်ဖက်ရည်ခွက်ကိုယူပြီးမိမိကိုယ်ပေါ်ပြန်လောင်းချလိုက်တယ်အလုတ်သမားကလာတုပ်ပြီးတော့လဲနင်းချင်းကဒေါသတောင်နင်းချင်းလောက်မထွက်နိုင်ဘူးဆိုပြီးလှောင်ပြောင်ကထွက်သွားတယ်နင်းချင်းကတော့မင်းလဲတနေ့ကျရင်ချစ်တဲ့သူရဲ့စွပစ်ချင်းကိုခံရမှာပါဆိုပြီးကျိန်းမောင်းကြံရစ်ခဲ့တယ်အတန်းနဲ့ပြန်ရောက်တော့အဲ့ဒီကျောင်းသားကနင်းချင်းကိုနိုဘူးလာပေးပြီးအရင်ကကိစ္စတွေအတွက်တောင်းပန်တဲ့နင်းချင်းကလည်းမင်းတရုပ်ဆောင်ချင်ရင်ငါကအဖော်လုပ်ပေးရတာပေါ့ဆိုပြီးစိတ်ထဲကကြံစီလိုက်တဲ့စာတင်ချိန်မှာနင်းချင်းကလေ့ကျင့်ခန်းစာအုပ်တွေလိုက်သိမ်းနေတော့ကျန်းရွံကစာအုပ်ကိုတင်းထားပြီးဖမ်းမင်ကျူရဲ့ post ကိုမြင်ပြီးပြီလားလို့မေးတယ်နင်းချင်းကဂုံယူပါတယ်လို့အေးအေးဆေးဆေးပဲပြန်ဖြေလိုက်တော့ကျန်းရွံကဘာမှပြောစရာမရှိဘူးလားငါမှတခြားသူရှိသွားပြီမို့မလိုအပ်တာတွေမတွေးနဲ့တော့လို့ဒေါသတကြီးပြောလိုက်တယ်နင်းချင်းကကျန်းရွံရဲ့ပါးကိုရိုက်ချလိုက်တော့ကျန်းရွံကဒေါသထွက်ပြီးနင်းချင်းရဲ့လက်ကိုဆွဲကင်လိုက်တယ်အဲ့ဒီအချိန်မှာပဲတခြားကျောင်းသားတယောက်ကဝင်ထားပြီးကျန်းရွံကိုတားဆီးလိုက်တယ်ဖမ်းမင်ကျူရောက်လာပြီးနင်းချင်းကိုကျန်းရွံကိုဘာလို့ရိုက်ရတာလဲဆိုပြီးလာရန်တွေ့တော့ဟိုကျောင်းသားကတားလိုက်လို့ဖမ်းမင်ကျူဒေါသထွက်ပြီးထွက်သွားတယ်နင်းချင်းကတော့အတန်းထဲမှာမျက်နှာကိုလက်နဲ့အုပ်ပြီးငိုနေခဲ့တယ်အပြင်မှာတော့ဖမ်းမင်ကျူကကျန်းရွံနာကိုသွားပြီးနင်းချင်းကယူနေတာပါနင်းနဲ့လမ်းခွဲမှာလာဆိုပြီးမေးတော့ကျန်းရွံကနင်းကငါကိစ္စကိုကူညီပေးခဲ့လို့ငါချစ်သူအဖြစ်လက်ခံပေးထားတာပါဆိုပြီးအေးဆက်ပြန်ပြောလိုက်တယ်ဖမ်းမင်ကျူလည်းတစ်ပင်နောက်မှာရေမွေးရှာခိုင်းတဲ့သူစီဖုန်းဆက်ပြီးမြန်ရှာဖို့ဒေါသတကြီးပြောနေတယ်ပကြီးခန်းထဲမှာတော့ကျောင်းသား၃ယောက်အရက်တောက်ရင်းစကားပြောနေကြတယ်ကျောင်းသားတစ်ယောက်ကနင်းချင်းကိုစိတ်ဝင်စားလို့လိုက်တော့မယ်လို့ပြောလိုက်တော့ကျန်းရွံကဒါနောက်เสียမဟုတ်ဘူးလို့ပြောတယ်ဒါပေမဲ့အဲ့ဒီကျောင်းသားကသူ့အတီးပြောတာပါမင်းမလည်းချစ်သူရှိနေပြီပဲဆိုပြီးပြန်ပြောလိုက်တယ်ကျန်းရွံကနင်းချင်းကသဘောတူမှာမဟုတ်ဘူးလို့ပြောပေမဲ့အဲ့ဒီကျောင်းသားကတော့အတီးပေးတာပါဆိုပြီးပကြီးဆွဲလက်ဆဆက်ရွက်ပေါ်ကိုဆေးတွေပက်ဖြက်စီးပစ်လိုက်ပြီးဆက်ရွက်ကိုစုပ်ခဲလိုက်တယ်မင်းကလေးရဲ့စိတ်ထဲမှာတော့တန်ရှင်းစင်ကြဲတဲ့ဆိုတာသူမရဲ့ရုပ်ဖြတ်ထားမှုတစ်ခုသာဖြစ်ပြီးပန်းပွင့်တွေကအစိတ်ရည်တွေကမှသူမရဲ့အနှစ်သာရအစစ်မှန်ပဲလို့တွေးနေတာပါတကယ်တော့ကျောင်းထမင်းစားဆောင်ထဲမှာမင်းသားကသူမဘေးမှာလာထိုင်ပြီးဒီနေ့မွန်းလွဲစာဟင်းပွဲတွေကစားစားလို့အဆင်ပြေရဲ့လားလို့လာမေးတော့သူမကခေါင်းညှိပြလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကျောင်းသားတစုကကျောင်းသားတယောက်ကိုအနိုင်ကျင့်ပြီးထမင်းဘက်ကန်ရှိမှခေါင်းကိုဖိထားကဆင်းရဲသားတွေဒီလိုကောင်းတာမျိုးမစားဘူးမလားငါမိနစ်အတွင်းအကုန်စားပြပါဆိုပြီးအနိုင်ကျင့်အော်ဟစ်နေကြတာပါအဲ့ဒီအနိုင်ကျင့်ခံရတဲ့ကျောင်းသားလဲအငမ်းမရမျိုးတိတ်စားနေရရှာပါတယ်အဲ့ဒါကိုကြည့်ပြီးမင်းသားကသဘောကျတယ်လို့ပြုံးကြီးစိုက်ကြည့်နေတာကိုမင်းကလေးကမြင်သွားခဲ့တာပါသူမကစိတ်ထဲကနေမိစ္ဆာတွေဟာတရားသဖြင့်မုံမြတ်တဲ့မျက်နှာဖုံးဆွတ်ထားပေမဲ့ယောဂတေလိုစိတ်ဝေဒနာနဲ့နှိပ်စက်ခြင်းနဲ့ဆန္ဒကိုဖုံးကွယ်လို့မရဘူးမင်းကပဲငါ့ကိုအနိုင်ယူမလားငါကပဲမင်းကိုအနိုင်ခိုင်းမလားကြည့်ကြတာပေါ့လို့တွေးနေချိန်မှာသူမရဲ့တငယ်ချင်းမလေးရောက်လာပြီးစာစားပြီးပြီလားတွားကြရအောင်လို့ခေါ်တာနဲ့ထပ်ထွက်ခဲ့ကြပါတယ်။ကျောင်းပြင်ရောက်တော့မင်းသားကပန်းစီအဖြူကြီးကိုကင်ပြီးစောင့်နေကစိတ်ပါရင်ပန်းတွေဟာသူ့အလိုလိုပွင့်လာတာပဲဒီပန်းလေးကနင်းနဲ့တူတူပဲလှပပြီးတန်ရှင်းလုံးနဲ့မဟုတ်ဘူးလားနင်းအတွက်လက်ဆောင်ပါဆိုပြီးလာပေးပါတယ်။မင်းကလေးကစကားနားထောင်တဲ့ပုံစံလေးနဲ့ကျေးဇူးပါလို့ပြောပြီးပန်းစီကိုလက်ခံယူလိုက်ပါတယ်။မင်းသားထွက်သွားတဲ့အခါမှာတော့သူမဟာပန်းပွင့်ဖက်လေးကိုလက်နဲ့ဖက်ကြည့်ရင်စင်ကြယ်တာတွေဟာရုပ်ဖြတ်ထားတာပါပန်းပွင့်တွေကအစိတ်ရည်တွေကမှငါရဲ့အစစ်အမှန်ဆိုပြီးပန်းပွင့်ဖက်ကိုမာနပါနဲ့လွှင့်ပစ်လိုက်ပါတယ်အဲ့ဒီနောက်သူမလမ်းလျှောက်ထွက်လာစဉ်မှာမှန်နဲ့ရောင်တက်ဆင်ထားတဲ့ကားတစ်စီးကသူမဘေးမှာလာရက်လိုက်ပြီးကားထဲကမျက်မှန်နဲ့လူကြီးကစိုက်ကြည့်နေတာကြောင့်သူမထိတ်လန့်သွားခဲ့ရပါတယ်။ညဘက်မှာတော့အဲ့ဒီမျက်မှန်နဲ့အမျိုးသားကြီးကစာကြည့်တိုက်ခန်းထဲမှာမင်းကလေးကိုချိန်လုံးနဲ့အချက်ပေါင်းများစွာရိုက်နှက်ပြီးမင်းအဲ့ဒီကောင်ကိုကြိုက်သွားတာလားငါမင်းကိုတခြားသူကိုမကြိုက်ရဘူးလို့မပြောဘူးလားဆိုပြီးအော်ဟစ်ကျိန်းမောင်းနေတာပါ။မင်းကလေးကတော့ကျမ်းပြင်ပေါ်မှာဒူးထောက်ရင်ဒီတန်ရာတွေကိုအဲ့ဒီအချိန်မှတီးခန့်ကြော်ဖြတ်လိုက်ရင်ရပါပြီလို့စိတ်ထဲကတွေးနေပါတယ်။လူကြီးကသူမနာရောက်လာပြီးမင်းတန်ရာကျက်တော့နာတာမေ့သွားပြီလားဟိုတုန်းကလိုထွက်ပြေးပြီးတစ္ဆာဖောက်ချင်သေးတာလားလို့ချင်းချောက်ကချက်ချင်းအခန်းထဲပြန်ပြီးနေရန်ကိုကြည့်ကအပြစ်နောင်လေးကနေငါ့ကိုတစ္ဆာဖောက်တဲ့အကျိုးဆက်ကိုတေချာစဉ်းစားထားပါလို့ပြောပြီးထွက်သွားခိုင်းလိုက်ပါတယ်မင်းကလေးအခန်းထဲရောက်တော့လက်ကောက်ဝတ်မှာရှိနေတဲ့ဒဏ်ရာဟောင်းလေးကိုကြည့်ရင်ရှောင်ချစ်တေဆုံးသွားပြီးနောက်သူမလည်းနောက်ကလိုက်သွားခြင်းခဲ့ပေမဲ့သူမကိုအသက်ဆက်ရှင်စေခဲ့တာကအမှန်တရားကိုရှာဖွေခြင်းလို့ပါဟိုတုန်းကကိစ္စနဲ့လာချင်းချောက်ချင်တာအိမ်မက်မက်နေလိုက်လို့စိတ်ထဲကကျိန်းဝါနေပါတယ်အဲ့ဒီနောက်လက်တော့ကိုဖွင့်ပြီးလူကြီးရဲ့အကြောင်းကိုအင်တာနက်မှာရှာဖွေစုံစမ်းပါတော့တယ်တစ်ဖက်မှာလည်းလူကြီးကစာရွက်စာတမ်းတွေကိုကြည့်ပြီးအတုံးမကျတဲ့ကောင်တွေအကုန်လုံးအတုံးမကျဘူးဆိုပြီးစိတ်တူကစာရွက်တွေကိုလွှင့်ပစ်နေချိန်မှာမင်းကလေးကစုပူပူလေးကင်ဆောင်ကအခန်းထဲဝင်လာခဲ့ပါတယ်သူမကဖခင်အတွင်းဝင်ပြောရအောင်တောက်เสียရလေးနဲ့အေးကုံတော့မယ်လို့ပြောကစူပန်ကန်ကိုစပွဲပေါ်တင်ပေးလိုက်ပါတယ်
လူကြီးကဒါမင်းမေတင်ပေးခဲ့တာလားလို့မေးတော့သူမကဟုတ်ပါတယ်အမေကဖခင်ဟာကျမတို့ရဲ့ကျေးဇူးရှင်မှုကျေးဇူးဆက်ရမယ်လို့ပြောပါတယ်လို့ပြန်ဖြေပါတယ်အဲ့ဒီအခါလူကြီးကအဲ့ဒါဆိုမင်းကဘာလို့ငါ့ကိုထက်ခါသစ္စာဖောက်နေတာလဲလို့စိုက်ကြည့်မိလိုက်တော့မိန်းကလေးကမျက်ရည်တွေစီးကျလာပြီးအဲ့ဒီတုန်းကငယ်ရွယ်ပြီးမတိနားမလဲလို့ပါအပြင်ကိုပို့ခံရတော့ကတကယ်ကြောက်ခဲ့တာပါအပြစ်လုံးမိမှန်သိပါပြီလို့ငိုယိုပြောပြပါတယ်လူကြီးကဒါဆိုမင်းကဘာလို့တခြားသူကိုကြိုက်နေရသေးတာလဲမနေ့ကကားပေါ်ကနေငါကုန်မြင်လိုက်တယ်လို့ပြောလိုက်တဲ့အခါသူမကဖခင်ကျမကိုဆွဆွဲတာပါမနေ့ကကျမကိုပန်းလာပေးတဲ့သူကဘယ်သူလဲဆိုတာဖခင်သိရလားလို့ပြောရင်းစာရွက်အချို့ကိုကမ်းပေးလိုက်ပါတယ်လူကြီးကစာရွက်ကိုဖတ်ကြည့်လိုက်တော့အထောက်တော်လူရဲ့တဦးလေးတော်သားလူရှိမင်းဖြစ်နေတာကိုသိလိုက်ရပါတယ်မိန်းကလေးကဖခင်ရဲ့ကုမ္ပဏီဟာအပြင်ပန်းမှာအဆင်ပြေနေပုံရပေမဲ့အမှန်တကယ်တော့ဝင်ငွေထက်ထွက်ငွေကပိုများနေတာပါအကယ်၍ကျမသာလူရှိမင်းနဲ့လက်ထပ်လိုက်ရင်ကုမ္ပဏီနှစ်ခုပူးပေါင်းပြီးကုမ္ပဏီကိုကယ်တင်နိုင်ပါလိမ့်မယ်လို့အကြံပေးလိုက်ပါတယ်လူကြီးကသူမရဲ့အဆိုပြုချက်ကိုသဘောတူလိုက်ပြီးမင်းရဲ့အရာရာတိုင်းဟာငါပိုင်ဆိုင်မှုဆိုတာကိုတော့တေချာမှတ်ထားပါလို့ချင်းချောက်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ရင်းပြောလိုက်ပါတယ်ကောင်မလေးကအဆောက်အုံစင်ကြံအတိုင်းလမ်းလျှောက်လာချိန်မှာဘေးကចောင်းသားចောင်းသူတွေကသူ့ကိုဝိုင်းကြည့်နေကြတယ်ဒါပေမဲ့သူတို့မြင်တွေ့နေရတာတွေကကောင်မလေးပြချင်လို့ပြသထားတဲ့အရာတွေဖြစ်ပြီးနောက်ဆုံးမှဘယ်သူကြံခဲ့မလဲဆိုတာကိုတော့သူကိုယ်တိုင်ပဲဆုံးဖြတ်မှာပါတယ်နောက်တော့စာတင်ခန်းထဲမှာကောင်မလေးတယောက်ကငါအမီစကဝစ်လာတာအပြင်စင်လွန်သွားမလားလို့မေးလိုက်တာကြောင့်ဘေးနာကတငယ်ချင်းမလေးကပိုစမ်းပြအောင်ဝစ်လာမဲ့သူတွေရှိမှမို့လို့စိတ်အေးထားပါဆိုပြီးစကားပြောနေကြတယ်အဲ့ဒီချိန်မှာမိန်းကလေးကမင်းတို့မှာအစီအစဉ်တစ်ခုခုများရှိနေတာလားလို့မေးလိုက်တော့တငယ်ချင်းမလေးကအမှုပညာနဲ့သမီးမဲပေးပွဲအကြောင်းမသိဘူးလားဆိုပြီးသူ့ဖုန်းကိုပြလိုက်တဲ့စရင်းထဲမှာမိန်းကလေးကနံပါတ်1နေရာမှာရောက်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီတပ်ပုံကိုသူကိုယ်တိုင်တင်ပေးထားတာဖြစ်လို့ဒီတစ်ခါတော့မင်းနိုင်မှာတေးချတယ်လို့တငယ်ချင်းကပြောတော့မိန်းကလေးကအနိုင်ရရင်ဘာဆူရမှာလဲလို့မေးတယ်ဒါနဲ့တငယ်ချင်းမလေးကဒီနှစ်ကဝဲမှာကြိုက်တဲ့စန့်ကျင်ဘက်လိန်ကိုတွဲဖက်ချင်သူအဖြစ်တတ်မှတ်ခွင့်ရမှာဖြစ်ပြီးအဲ့ဒီသူကလည်းညှင်းပိုင်ခွင့်မရှိဘူးလို့ရှင်းပြရင်မိန်းကလေးရဲ့ပခုံးကိုဖက်ကသူနဲ့တူသွားရအောင်လို့ချွဲလိုက်တယ်မိန်းကလေးကလည်းပြုံးပြီးအေးပါမင်းသဘောအတိုင်းပါပဲလို့သဘောတူလိုက်တယ်အဲ့ဒီနောက်မိန်းကလေးကသူ့ဖုန်းကိုထုတ်ကြည့်လိုက်တော့ခရစ်စမတ်ကပွဲအထူးခွင့်ရေးစီးမြင့်တွေကိုတွေ့လိုက်ရပြီးစမ်းကြဲတဲ့အပြုံးတစ်ခုပြုံးလိုက်တယ်အပြင်ဘက်တစ်ပင်ကြီးအောက်မှာတော့အပြာရောင်စပင်နဲ့ကောင်လေးတစ်ယောက်ရက်နေတော့စပင်ရွှေဝါရောင်နဲ့ကောင်မလေးရောက်လာပြီးသူရေမွေးအစ်စ်ပြောင်းထားကြောင်းနဲ့အဲ့ဒီနေ့ကရေမွေးမျိုးဟုတ်မဟုတ်ကြည့်ပေးဖို့မေးလိုက်တယ်ကောင်လေးကမဟုတ်ဘူးလို့ညင်းလိုက်တော့ကောင်မလေးကသူအိမ်ပြန်ရှာလိုက်အောင်မယ်လို့ပြောပေမဲ့ကောင်လေးကထွက်သွားဖို့ပြင်နေအဲ့ဒီအချိန်မှာကောင်မလေးကကောင်လေးရဲ့လက်ကိုဆွဲထားပြီးဒီနှစ်ကပွဲကိုသူနဲ့တူသွားပေးဖို့တောင်းပန်တောင်းဆိုလိုက်တယ်ကောင်လေးကခဏစဉ်းစားပြီးအေးပါတိပြီလို့သဘောတူလိုက်တာကြောင့်ကောင်မလေးကဝမ်းသာလွန်းလို့မျက်ရည်ကျသွားပြီးတုပ်လိုက်တယ်နောက်တော့အဆောက်အုံစင်ကြံထဲမှာစပင်နဲ့ရှင်နဲ့ကောင်မလေးတယောက်ကရွှေဝါရောင်စပင်နဲ့ကောင်မလေးစီလာပြီးရေမွေးတွေ့ပြီလားလို့မေးလိုက်တယ်အဲ့ဒီမှာရွှေဝါရောင်စပင်နဲ့ကောင်မလေးကဒေါသကြီးနဲ့သူ့အိတ်ထဲကဖန်တုံးကိုထုတ်ပြီးပြစ်ပေါက်လိုက်ရာစပင်နဲ့ရှင်နဲ့ကောင်မလေးရဲ့ပါးမှာဒဏ်ရာရပြီးတွေးထွက်သွားတယ်ရွှေဝါရောင်စပင်နဲ့ကောင်မလေးကရုတ်တရက်လန့်သွားပြီးစိတ်တူသွားလို့မထိန်နိုင်ဖြစ်သွားတာပါလို့တောင်းပန်တော့စပင်နဲ့ရှင်နဲ့ကောင်မလေးကရေမွေးကိုဆက်ရှာပေးပါမယ်လို့ပြောရင်မြေကွက်ကိစ္စဘာဖြစ်သွားပြီလဲလို့မေးလိုက်တယ်ကောင်မလေးကသူ့ဦးလေးကနိုင်ငံခြားထွက်သွားတာမပြန်သေးဘူးလို့ဖြေပြီးထွက်သွားတော့မှစပင်နဲ့ရှင်နဲ့ကောင်မလေးကကျမ်းပြင်ပေါ်ကဖန်ခွဲစားတွေကိုကြည့်ကလက်သီးကိုတင်းဆုပ်ပြီးဒေါသထွက်နေတဲ့မျိုးလုံးတွေနဲ့စိုက်ကြည့်ကြံခဲ့တယ်စာတင်ခန်းထဲရောက်တော့မျက်မှန်နဲ့တာဝန်ရှိသူကောင်မလေးကဒီနှစ်ကပွဲတက်ရောက်မဲ့သူစည်ရင်းစာအုပ်ကိုမပြဘဲပါဝင်ခြင်းသူတွေနာမည်ပေးမှအမှန်ချစ်ဖို့ပြောလိုက်တယ်စာအုပ်ကိုစာတင်ခန်းထဲလှည့်ပတ်ပေးရမှာရွှေဝါရောင်စပင်နဲ့ကောင်မလေးကစာအုပ်ကိုရယူပြီးကြည့်နေချိန်အပြာရောင်စပင်နဲ့ကောင်လေးကဂိမ်းစော့နေတာကိုမြင်တော့အမူအရာလုံးနေတဲ့ဆိုပြီးမကြေမနက်ဖြစ်သွားတယ်အဲ့ဒီနောက်ကောင်လေးတယောက်ကနင်းချင်းစီစာအုပ်ကိုလာပြီးတော့နင်းချင်းကကျေးဇူးတင်ကြောင်းပြောလိုက်တယ်ကောင်လေးကနင်းချင်းလဲဒီလိုပွဲမျိုးစိတ်ဝင်စားမှန်းမသိဘူးလို့ပြောတော့နင်းချင်းကရှောင်းမေနဲ့အတူသွားဖို့ဂရီပေးထားတာမို့လို့စာမွေးပွဲပြီးချိန်အနားယူတဲ့အနေနဲ့သွားမှာပါလို့ဖြေတယ်ကောင်လေးကဘသူ့ကိုကဖော်ဖြစ်ဖိတ်ခေါ်မလဲစဉ်းစားပြီးပြီလားလို့မေးတော့နင်းချင်းကမစဉ်းစားရသေးကြောင်းကောင်လေးကရေပန်းစားတာမို့လို့ကဖော်ရမှာတေချာပါတယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာနင်းချင်းကစိတ်ထဲကနေဒီကောင်လေးရဲ့မျက်လုံးတွေကသူငယ်ငယ်ကကြွေးခဲ့တဲ့လမ်းဘေးခွေးလေးရဲ့မျက်လုံးတွေနဲ့တူပေမဲ့မလိမ္မာသေးလို့တွင်တင်ပေးဖို့လိုသေးတယ်လို့တွေးနေခဲ့တယ်အဲ့ဒီနောက်နင်းချင်းကစာအုပ်ကိုယူပြီးနောက်ထပ်ကောင်လေးတစ်ယောက်စီသွားပေးလိုက်တယ်နင်းချင်းကကောင်လေးကိုစာအုပ်ပေးရင်ပွဲသွားခြင်းရင်နာမည်ပေးမှာအမှန်ချစ်ဖို့ပြောတော့ကောင်လေးကမသွားဘူးလို့ညင်းတယ်ဒါပေမဲ့နင်းချင်းကပွဲတွေကိုများများတက်ရင်ထူးခြားတဲ့ရေဆက်ရှိတဲ့သူနဲ့တွေ့နိုင်တယ်လို့အကြံပေးလိုက်တယ်နင်းချင်းထွက်သွားပြီးနောက်ကောင်လေးကစာအုပ်ကိုကြည့်လိုက်ရမှာနင်းချင်းကဂူဝိုင်ဆိုတဲ့နာမည်ပေးမှာအမှန်ချစ်ထားတာကိုတွေ့လိုက်ရတယ်ဒါကိုစာတင်ခန်းထဲကအစောပိုင်းကောင်လေးကလှမ်းမြင်သွားပြီးနင်းချင်းကဂူဝိုင်ကိုရွေးချယ်ချင်နေတာလားသူဒီရက်ပိုင်းအလိုလိုက်အကြိုက်ဆောင်တဲ့သူများတွေကအလကားဖြစ်သွားပြီလားဆိုပြီးဒေါသထွက်ကအတန်းထဲကနေထထွက်သွားခဲ့တယ်အဲ့ဒီအချိန်မှာနင်းချင်းကစာတင်ခန်းထဲမှာကြံခဲ့ပြီးစာအုပ်ကိုကင်ကဘာမှမဖြစ်တယ်လို့ငြိမ်သက်စွာထိုင်နေခဲ့တယ်လှပစမ်းပြတဲ့ပွဲခန်းမကြီးထဲမှာအနက်ရောင်ဝတ်စုံဝတ်ထားတဲ့ဧည့်သည်တွေနဲ့အဖြူရောင်ကောင်ဝင်ရှည်ကြီးကိုလှပစွာဝတ်ဆင်ထားတဲ့ကောင်မလေးတစ်ယောက်ရောက်ရှိလာခဲ့ပါတယ်သူမရဲ့လှပမှုကိုပွဲတက်ပရိသတ်တွေအားလုံးကငေးမောကြည့်ရှုနေကြပြီးရွှေရောင်စပင်နဲ့ကောင်မလေးကတော့သူမကိုမနာလိုတဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့ပါတယ်ကောင်မလေးရဲ့အနားကိုအနက်ရောင်ဝတ်စုံဝတ်ထားတဲ့ကောင်လေးတစ်ယောက်ရောက်လာပြီးဘာလို့အခုမှရောက်လာတာလဲလာမှမဟုတ်ဘူးလို့ထင်ထားတာလို့မေးမြန်းခဲ့ပါတယ်ကောင်မလေးကမင်းတကယ်လာတာပဲမလာဘူးလို့ထင်နေတာလို့အေးဆေးစွာပြန်ဖြေလိုက်တဲ့အခါကောင်လေးကသူမရဲ့အေးဆေးတဲ့လေတံကြောင့်ငါထင်လွဲခဲ့တာလားလို့စိတ်ထဲကနေတွေးတောနေခဲ့ပါတယ်ဒီအချိန်မှာပဲအနီရောင်ဝတ်စုံဝတ်ထားတဲ့ကောင်မလေးတစ်ယောက်ကောင်လေးရဲ့အနားရောက်လာပြီးကာကွက်ဖို့ပေးဖို့လိုအပ်မလားနားလိုက်ပါဦးလားလို့လာရောက်ပြောဆိုခဲ့ပါတယ်အဲ့ဒီနောက်အဖြူရောင်ကဝင်တဲ့ကောင်မလေးကပွဲတွေကိုပိုတက်လေလေလူတွေနဲ့ပိုတီးရလေလေပဲလို့ပြောလိုက်တဲ့အခါကောင်လေးကသူမဟာသူ့ကိုတာမန်တငယ်ချင်းဖြစ်ပဲသဘောထားတာပဲဆိုတာသဘောပေါက်သွားပြီးလက်သီးကိုတင်းဆုပ်လိုက်ပါတယ်အဖြူရောင်ဝတ်စုံဝတ်ထားတဲ့နောက်ထပ်ကောင်လေးတစ်ယောက်ရောက်လာပြီးကောင်လေးရဲ့ပခုံးကိုကင်ကမျက်နှာကဘာလို့အဲ့ဒီလောက်မကောင်းရတာလဲလို့မေးလိုက်ပါတယ်
အဲ့ဒီနောက်အဖြူရောင်ဝတ်စုံတဲ့ကောင်လေးကအဖြူရောင်ကဝင်တဲ့ကောင်မလေးနားသွားရောက်ပြီးခဏနေရင်တမက်အဖော်ကိုရွေးပြီးပြီလားမရွေးရသေးရင်ဆိုပြီးမေးလိုက်တဲ့အခါကောင်မလေးကရွေးပြီးပြီလို့ပြန်ဖြေခဲ့ပါတယ်။ကောင်လေးကဘသူလဲလို့မေးတာကိုကောင်မလေးကလှုပ်ဝက်ချက်ပါဆိုပြီးပြုံးပြခဲ့ပါတယ်။ပွဲခမ်းမရဲ့ပေါင်မုတ်ဆိုဖာပေါ်မှာထိုင်နေတဲ့ရွှေရောင်စပင်နဲ့ကောင်မလေးကဝိုင်ခွက်ကိုကင်ရင်ကောင်မလေးကဘသူကိုရွေးမလဲဆိုတာကိုအမျိုးသမီးချို့နဲ့စကားပြောနေခဲ့ပါတယ်။အဲ့ဒီနောက်စကားပြောနေတဲ့အမျိုးသမီးနှစ်ယောက်ကဝိုင်ခွက်မောက်ကျသွားတာကြောင့်လက်နိုးသွားပြီးထပ်ထွက်သွားကြပါတယ်။ရွှေရောင်စပင်နဲ့ကောင်မလေးကတော့စိတ်တူတူနဲ့မျက်ရည်ကျမတက်ဖြစ်သွားခဲ့ပါတယ်။ပွဲခမ်းမအပြင်ဘက်ဝရန်ဒါမှာအပြာရောင်စပင်နဲ့ကောင်လေးကစိတ်တစားဖြစ်နေတဲ့သူကကောင်မလေးကိုအကြက်ကန်ဝင်တယ်လို့စိတ်ထဲကနေချိန်မောင်းနေချိန်မှာရွှေရောင်စပင်နဲ့ကောင်မလေးရောက်လာပြီးနင်ဘသူကိုကဖို့ဖြစ်ရွေးမလဲမြင်မြန်ပြောဆိုပြီးလာရောက်မေးမြန်းခဲ့ပါတယ်အဖြူရောင်ကဝင်တဲ့ကောင်မလေးဝရန်ဒါတို့ရောက်ရှိလာပြီးဒါငါကိစ္စပါနင်နဲ့ဘာဆိုင်လို့လဲလို့အေးဆေးစွာပြောဆိုလိုက်ပါတယ်ရွှေရောင်စပင်နဲ့ကောင်မလေးကကျမ်းပြင်ပေါ်လဲကျသွားပြီးနင်သူ့ကိုရွေးမှလားဆိုပြီးငိုယိုကမေးမြန်းခဲ့ပါတယ်အဖြူရောင်ကဝင်တဲ့ကောင်မလေးကဝရန်ဒါကနေထွက်သွားချိန်မှာစိတ်ပြက်လက်ပြက်ဖြစ်နေတဲ့ရွှေရောင်စပင်နဲ့ကောင်မလေးစီအပြာရောင်စပင်နဲ့ကောင်လေးရောက်လာခဲ့ပါတယ်ရွှေရောင်စပင်နဲ့ကောင်မလေးကကောင်လေးရဲ့လက်ကိုကင်ကသူမရဲ့ဖိတ်ခေါ်မှုကိုမလက်ခံပါနဲ့လို့တောင်းပန်ခဲ့ပေမဲ့ကောင်လေးကလက်ကိုခါထုတ်လိုက်ပြီးငါရဲ့စိတ်ရှည်မှုကိုလာမဆမ်းပါနဲ့လို့ပြောကထွက်ခွာသွားခဲ့ပါတယ်ပွဲခမ်းမထဲမှာအဖြူရောင်ဝတ်စုံတဲ့ကောင်လေးကကောင်မလေးစီရောက်လာပြီးစက်ခုနာကဘယ်သွားနေတာလဲလို့မေးလိုက်တဲ့အခါကောင်မလေးကမွန်းကျက်လို့အပြင်ထွက်ပြီးလေဒီသွားရှူတာပါလို့ပြန်ဖြေခဲ့ပါတယ်အဲ့ဒီနောက်ကောင်မလေးကလက်စွပ်နာရီကိုကြည့်လိုက်ပြီးအချိန်စေးတော့မယ်လို့ရေရွတ်လိုက်ပါတယ်အဲ့ဒီနောက်ပွဲအစီအစဉ်တင်ဆက်သူက stage ပေါ်တက်လာပြီးဒီပွဲရဲ့အမျှော်လင့်ရဆုံးအစီအစဉ်ဖြစ်တဲ့ကပေါ်ရွေးချယ်ပွဲရောက်ရှိလာပြီးဖြစ်ကြောင်းကြေညာလိုက်ပါတယ်အဖြူရောင်ကဝင်တဲ့ကောင်မလေးက stage ပေါ်သို့လှပစွာတက်လာခဲ့ပါတယ်တင်ဆက်သူကမင်းမဖိတ်ခေါ်ခြင်းတဲ့သူမရှိရင်ညင်းပယ်လို့ရပါတယ်လို့ပြောလိုက်ပေမဲ့ကောင်မလေးကမလိုပါဘူးစိတ်ကူးထဲမှာလူရွေးပြီးသားပါလို့ပြန်ဖြေခဲ့ပါတယ်ကောင်မလေးက stage ပေါ်ကနေပွဲတက်ပရိသတ်တွေကိုလိုက်လံကြည့်ရှုလိုက်ပြီးအပြာရောင်စပင်နဲ့ကောင်လေးစီတို့ရှောက်လန်းသွားခဲ့ပါတယ်အပြာရောင်စပင်နဲ့ကောင်လေးကပြုံးပြလိုက်ပေမဲ့ကောင်မလေးကသူ့ကိုကြော်လွန်သွားပြီးအဖြူရောင်ဝတ်စုံဝတ်ထားတဲ့ကောင်လေးရှိမှရက်တက်လိုက်ပါတယ်အဲ့ဒီနောက်ကောင်မလေးကလက်ကိုကမ်းပေးလိုက်ပြီးမင်းနဲ့အတူတူကောက်ခွင့်ရမလားလို့ဖိတ်ခေါ်လိုက်တဲ့အခါအဖြူရောင်ဝတ်စုံနဲ့ကောင်လေးကဝမ်းသာအားရလက်ခံလိုက်ပြီးသူမရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပါတော့တယ်